ချင်းတို့ရေ YouTube ကနဲ့ YouTube အလုပ်လုပ်ပြီးတော့ပတ်စံလို့ချင်တဲ့လူတွေရောရှိပါသလားရှိရင်တော့ကျွန်တော်တက်တလောက်ပေါ့နော်တီးတလောက်ပြောပြပေးပါမယ်အဲ့မှာ YouTube မှာပတ်စံရမယ်နီးလန်းတွေပေါ့နော် YouTube မှာဗီဒီယိုကြော်ညာတွေပြသပြီး YouTube စီကနေဒါရိုက်ပတ်စံရတဲ့နီးလန်းတွေဖြစ်ပါတယ်နောက်တစ်ခုပေါ့နော်တခြားသူရဲ့ကုန်ပစ္စည်းတွေကိုပေါ့နော်ကိုဗီဒီယိုမှာညွန်ပေးရင်ရောင်းရတဲ့လောက်ကော်မရှင်ခလည်းရယူနိုင်တာပေါ့နော်တခြားသူရဲ့ပစ္စည်းတွေကိုကိုကအဲ့မှာကြော်ညာလိုက်ပြီးအဲ့ဒီကြော်ညာလို့လူတွေကြည့်များလာတယ်ရောင်းရတယ်ဆိုရင်လည်းပဲအဲ့ဒီရောင်းရတဲ့ခကလည်းကိုကကော်မရှင်ရတာပေါ့နော်အဲ့ဒီကော်မရှင်ခကိုလည်းကိုကယူလို့ရတယ်အဲ့ဒီလမ်းကြောင်းလည်းရှိတယ်နော်ကို channel မှာလူကြည့်များလဲတဲ့ခါကို channel ကိုလူတွေကကြည့်များလာတဲ့အခါပေါ့နော်ကုန်ပစ္စည်းဖြန်းတဲ့လူတွေကပေါ့နော်ပစ္စည်းဖြန်းတဲ့လူတွေကကိုကျွန်တော်တို့ပစ္စည်းကိုလည်းကြော်ညာပေးပါဦးဆိုပြီးတော့မှအဲ့ဒါနဲ့လည်းကြော်ညာခါကိုညှိနှိုင်းပြီးတော့မှယူလို့ရတာပေါ့နော်နောက်တစ်ခုကြတော့ပေါ့နော်ကို channel ကပေါက်သွားပြီးလူကြည့်များလာတယ်အဲ့နဲ့လူကြည့်များလာတယ် like လည်းများလာပြီး subscriber လည်းများလာပြီးအချိန်ပေးပြီးတော့ကြည့်တာလည်းများလာပြီးဆိုရင်တော့ပေါ့နော်အဲ့မှာလဲကို channel ပေါက်သွားပြီဆို YouTube ကနေလည်းအဲ့မှာပတ်စံပေးတယ်နော် YouTube ကလေဟိုဟာမကြိုက်ဘူးနော် copy သူများ copy ကိုရှောင်ရမယ်အဲ့နဲ့အဲ့မှာအခု cut မှာလဲယူပြီးတော့တင်လဲအဲ့ဒီ logo မပါရအောင်နော် Facebook ရဲ့ logo တို့ TikTok ရဲ့ logo တို့လုံးဝရှောင်ပေးပါနော်အဲ့ဒါရှောင်ဖို့ရေးကြည့်တယ်အဲ့မှာ monetization ဖြစ်တဲ့ချိန်နောက်ဆုံးအချိန်မှာကြတော့လေအဲ့ logo တွေပါရင်ကျတော့ပယ်ချခံရတယ်ကိုစူးစမ်းတဲ့လောက်ကအလကားဖြစ်သွားမှာပေါ့နော်အဲ့ဒါတော့ logo မပါအောင်တတိထားရမှာနော်YouTube ကလေငကိုတက်တယ်လို့အတက်ပညာကိုပဲကိုသူများနဲ့ copy မလို့ကိုပိုင်တဲ့အကြောင်းကိုပဲတင်ပေးတာသူကဦးစားပေးတာပေါ့နော်